ဒါပေမဲ့ဒီချိန်မှာငါတို့ကဒီလိုဆွဲပြလိုက်ရင်ဒီကောင်တွေကငါတို့စကေးကိုတီးသွားတီးပြီးနောက်ဝက်ကျဖန်နီးဘန်းသွားတယ်မသိတာခုချိန်မှာဖန်နီးစကေးကိုထုတ်မပြသေးအဲ့12မိနစ်ကျော်မှထုတ်ပြမယ်ခုချိန်ထုတ်မပြသေးခုချိန်ထုတ်ပြလိုက်ငါတို့မှားသွားတယ်မသိတာအမှန်ပဲတကွက်ခံရလိမ့်မယ်နောက်ဝက်ကျမယ်ဖန်နီးဘန်းသွားတယ်ခုချိန်မှာမကန်တဲ့လို့ဘာလို့ပဲခုချိန်လုံးလိုက်အောင်မယ်ဒီ12မိနစ်ပြည့်ပြီဆိုတော့ငါတီးညာတော့ဟိုဘက်ကဘယ်ကောင်မျက်နှာမှာမကြည့်တော့တီးခုချိန်ကတော့ခဏမဆွဲတဲ့ပုံစံမျိုးပဲနေတော့သိလားဒါပြောနားလဲလားတိုင်းနားလဲလားနားလဲပြောနားလဲဦးပြောရပြီခုချိန်ကမဆွဲသေးဘူးခုချိန်ကတော့မဆွဲတဲ့ပုံစံမျိုးလေးပဲနေလောက်အောင်ခုချိန်ဒီကောင်လေးကိုတင်မှာဖိုင်ရမဆွဲတဲ့ပုံစံမျိုးပေါ့ကွာဒါဆိုသူတို့ငါ့ကိုမဆွဲတတ်ဘူးထင်သွားရင်โอเคဟုတ်တယ်နော်12မိနစ်ပြည့်ပြီဆိုရင်တော့တီးပြီညာတော့နော်ကဲဗာပြန်ရှင်းလာတယ်12မိနစ်ပြည့်ပြီမင်းဟိုဘက်ကိုတားရီကော်ဒီပါပြဆိုရင်ဆော့တာတော့တားရီကော်ဒီပါပြဆိုရင်ဆော့တာလိုက်ဗာပြန်ရှင်းလာတယ်အကောင့်လေးဘုံဝဲရောက်လုပ်ပြီးအားမယ်ကော်ဒီပါပြဆိုတားရီ12မိနစ်ပြည့်တော့မှ12မိနစ်ပြည့်ရင်ကျန်းပြီကောကြိုက်တယ်ငါအတွက်ဟီရိုကေချန်နာပါအောင်ဟာမင်းတို့ကလည်းငါအတွက်ချန်ထားပါအောင်မင်းတို့ကောင်းနေရတယ်။တော့ကြီးမလုံးနဲ့လေကွာ။ခဏနေအောင်လေ12မိနစ်ပြည့်ပြီငါလည်းရောက်ပြီလေ။ငါဘယ်ကောင်ကကေးရမှာနော်12မိနစ်ပြည့်တော့။စကေးထုတ်ပြမယ်လေ။ခဏနေအောင်လေစကေးတွေပြအောင်မယ်လေ။ဟဲ့။စကေးတွေပြအောင်မယ်လို့ခဏနေအောင်လို့။စကေးတွေပြအောင်မယ်လေ။ရတယ်ကွာစကေးမပြရတော့ဘူးလား။စကေးပြအောင်မယ်လေ။စကေးပြမလို့ပါသူမပဲပြီးသွားပြီပွဲရစကေးပြမလို့ဒီမှာ12မိနစ်ငါခုနကပြောနေက12မိနစ်ပြင်ကျန်းပြီစကေးပြမလို့ပါဆိုကမှပဲမင်းတို့ကဟုတ်သေးပါဘူးကွာဟုတ်သေးပါဘူးမင်းတို့ကဟုတ်သေးပါဘူးဘယ်လိုမှမပြီးတော့ဟုတ်တော့ပြီးရမင်းတို့လည်းမဆောက်လို့တော်ပြီးရငါစိတ်ပြတ်သွားပြီ12မိနစ်ပြည့်ရင်ဟိုအလုံးမလို့ပါဆိုမှစကေးပြမလို့ပါဆိုမှပဲတော်ပြီးမဆောက်တော့မင်းတို့ဆေးထိုးတယ်တော်ပြီးချတယ်ကြိုက်တယ်မင်းတို့ဆေးထိုးတယ်ကြိုက်တယ်